ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်လုပ်ပြမှာဒီကောင်ဟောနီးလေးပေါ့အစားဆုံးကျွန်တော်လုပ်ပြမှာဆိုပါတယ်နာတော့တဲကျိုးကတော့ကျွန်တော်တို့ဖြစ်တယ်လို့မျိုးလေးပဲပေါ့ဒီကောင်ကျွန်တော်ပထမဆုံးကိုတုံးမယ်ကိုတော့ဒီနှခမ်းလေးကိုထိအောင်တုံးမယ်တုံးပြန်ဒီအပေါ်ကနေပြီးတော့နည်းအပေါ်တင်တုံးမယ်ပြီးရင်ကျွန်တော်တို့အောက်ကတုံးမယ်ကောနှံ့တော့ကောမနှမ်းတဲ့ခါကျရင်ကျွန်တော်တို့အဝိတ်ကတဲ့ခါကျရင်တိတ်ကြည့်လို့မလာဘူးနောက်မှပြန်တော့ရဆိုအချောက်ခံမယ်ပြီးရင်ကျွန်တော်တို့ပြီးရင်ကျွန်တော်အဝတ်ဖြတ်မယ်အဝတ်ဖြတ်တဲ့နေရာမှာကျွန်တော်တို့ဒီဆွဲလို့လိုက်တဲ့ဆွဲလို့မလိုက်တဲ့ဘက်ကိုဖြတ်လို့မရဘူးเนาะဆွဲလို့လိုက်တဲ့ဘက်ကိုကျွန်တော်တို့ဖြတ်ပါတယ်အဝတ်ဖြတ်တာတော့ကျွန်တော်ကတော့တစ်လက်မလောက်ပြားဖြတ်မယ်ညဒါမဲ့ကိုရဲ့ရှင်ဒီပေါ်မူပြီးရောကိုနှစ်သက်လောက်လည်းဖြတ်လို့ရပါတယ်ဒါသိအရေးမကြီးဘူးညနည်းခက်စစ်စီလေးပေါ့ပြီးရင်တော့ကိုတုံးမယ်ကိုတုံးရရင်ကျွန်တော်နှံ့တော့တော့ပို့စီပြရမှာမနှံ့တော့မလှဘူးပေါ့ခုနကောတုံးထားတာတော့6ပိုင်းဖြတ်မယ်စီးဆွဲရမယ်ပြီးတော့ကျွန်တော်ဒီကောင်ကတ်မယ်ကတ်တဲ့ကကျွန်တော်တင်းလေးဆွဲရတယ်တင်းလေးဆွဲတဲ့အခါကျမှကျွန်တော်တို့ဒီလိုအပေါ်မှာအမြောင်းလို့မထင်ဘူးအဓိကဒီလိုနေရာမှာအမြောင်းချင်တာဒီလိုနေရာမှာတကယ်လို့တင်းမဆွဲတဲ့အခါကျရင်ဒီလိုနေရာမှာအမြောင်းချင်တယ်တင်းဆွဲမယ်ဒီကလေးလိုကျွန်တော်တင်းဆွဲမယ်အတင်းဆွဲတဲ့အခါကျဒီမှာအမြောင်းတော့ပေါ်တော့ဘူးလို့ဒီနေ့ဆွဲပြီးရင်ကိုလိုတင်တယ်လို့ကျွန်တော်တို့ပေါ်မှာထားမယ်ကျန်တဲ့ဟာကျွန်တော်တို့အောက်ဖက်ချမ်းကိုဆွဲချမယ်ဖားဒီအဝတ်ကကျွန်တော်တို့ဒီဆွဲလို့လိုက်တဲ့ဘက်ကထားတယ်ဆိုတော့ကိုလိုတင်တယ်လို့သူ့ကိုလိုချင်တဲ့ပုံစံမျိုးသူ့ခေါ်ယူရတယ်တကယ်လို့အဝိကဆိုးလေးလိုက်တယ်မဟုတ်ဆိုဒီလိုဆိုးလို့တိတ်အဆင်မပြေဘူးဒီလိုနေရာမှာထစ်ထင်းခုဒါအထစ်မရှိပါဘူးလက်လေးနဲ့ထိတိုင်းဒါသူပြောက်တယ်ဒါကထင်မှမရှိဘူးတော့ပြီးရခါကျရင်ဒါလေးတက်ပြီးလိုက်ရင်
အော်လည်းဒီလိုပဲနော်ဒါလေးတက်ပြီးလိုက်ညာလေးလက်သေးလေးနဲ့ဒါလေးထိုးပြီးလိုက်အတင်တူကက်ကြီးလေးနဲ့ထိုးပြီးလိုက်ဒီတော့အစားပြောက်ကောလား